ငယ်မညီဖုန်းကပါတွေဝဲလာပြန်ပြီလားကိုကြီးကလည်းစက်ကန်းရောက်တဲ့သူလုံနေပြီးတော့ဖုန်းကာပါလဲတာအပြစ်ပြောနေရနော်အခုညီမတို့ဆိုင်မှာအဓိကဖုန်းစက်ကန်းလာရောက်တဲ့သူတွေကိုငွေလျှော့ရတဲ့အကြောင်းရင်းကသူတို့ကဒီဖုန်းကာပါကိုတစ်ခုတည်းကိုကြာရှည်ရှည်သုံးကြလို့ဘလို့ဖြစ်သွားလဲသိလားဖုန်းကာပါတစ်ခုတည်းကိုကွာနှစ်ရှည်လာများလာအကြာကြီးသုံးတဲ့အခါမှာဆိုလို့ရှိရင်ကိုကမမြင်ပေမဲ့လို့အဲ့ဖုန်းနဲ့ဖုန်းကာပါကျမှဖုန်းသေးသေးလေးတွေတို့တဲလေးခဲလေးတွေအများကြီးရှိတယ်အဲ့တော့ကျတော့အဲ့ဖုန်းနဲ့ကာပါကြားထဲမှာအဲ့ဟာလေးတွေကကန်လိုက်တန်းမှာပေါ့နော်ချစ်မိပြီးတော့ကျတော့ဖုန်းရဲ့ဘေးပေါင်တွေမတန့်တော့ဘူးဖုန်းကာပါတွေညစ်ပတ်လာတယ်အဲ့ဒါကြောင့်မလို့ဖုန်းကိုအနည်းဆုံးပေါ့နော်ကာပါကိုတစ်ခုပြီးတစ်ခုမကိုင်ဘူးဆိုလို့ရှိရင်တောင်မှဖုန်းကာပါကိုတစ်လတစ်ခါလောက်တော့ချွတ်ပြီးတော့ဖုန်းကာပါလေးကိုတုပ်ဖုန်းလေးကိုတုပ်ပြီးတော့ပြန်ကင်တင်ပါတယ်ပြီးတော့ညီမလေးဖုန်းကာပါတွေလဲတယ်ဆိုတာကွာညီမလေးခုဆိုလို့ရှိရင်၄ခုပဲရှိသေးရပါလဲရဆိုတာညီမလေးဝက်ချန်သမားဆိုတော့ပေါ့နော်ဒီဖုန်းကာပါတွေကညီမလေးကအများအားဖုန်းကင်တဲ့သူလည်းဖြစ်တယ်ဘာလို့ဆိုတော့ဖုန်းကင်လိုက်မျက်နှာလေးကုတ်လိုက်ဖုန်းကင်လိုက်မျက်နှာကင်လိုက်နေဆိုတော့ကျတော့ဒီလက်မှာကဒီကာပါကခဏမလဲဘူးဆိုလို့ရှိရင်သူ့မှာပိုးတွေအများကြီးရှိတယ်အဲဒါကြောင့်ဒီမျက်နှာမှာသွားပြီးတော့လေစီတွေပါဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ပြီးတော့ကွာညီမလေးခုကိုင်ရင်ဖုန်းဆိုတာလည်းပြီးလို့ရှိရင်ပြန်ရောင်းပါပဲလေအဲ့တော့ကျတော့ရောင်းတဲ့အခါမှာလေကိုယ့်ရဲ့နောက်လူကြလို့ရှိရင်လေဖုန်းကတန်ရှင်းလေးဆိုတော့သုံးရတာမကောင်းဘူးလားအဲ့တော့ဈေးလည်းပိုရရလေကိုကြတော့လေအဲ့ဒါအကြောင်းမလို့ဖုန်းကာပါလေးတွေကိုတစ်ခုပြီးတစ်ခုလဲပြီးတော့ကိုင်နေရပါပတ်စံကျုံတာမဟုတ်ပါဘူးရှင်